Hello ပဲမင်္ဂလာပါ BN Story မြန်မာ channel လေးကနေပြန်လည်ကြိုဆိုပါရစေ။ဆရာအကဆိုရေးသားထားတဲ့ပထမဘဝဇာတ်လမ်းလေးတွေကမှအခန်း1မမောစာတက်ပြီးဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အစီအစဉ်လေးမစခင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လေးနဲ့ဘေးက note တွေပဲနှိပ်ခဲ့ပေးဖို့တောင်းဆိုပါရစေဗျာ။အချိန်ကမြန်မာတက္ကသိုလ်1120ခုနှစ်ခန့်ကဖြစ်ပါတယ်။ကောင်းမမင်းဆက်စူးမိုးအုပ်ချုပ်နေတဲ့အချိန်လဲဖြစ်ပါတယ်။တောင်တွင်းကြီးမြို့အတွင်းလူတအုပ်လမ်းလျှောက်ထွက်လာကြပါတော့တယ်။တအုပ်မှာအသက်40အရွယ်ခန့်ရုပ်ကြသားတအုပ်ဖြစ်ကကျန်တအုပ်မှာအသက်10နှစ်အရွယ်ခန့်သာရှိသေးသည့်ရုပ်ကြလေးတအုပ်ဖြစ်ပါတယ်။ထိုသူနှုံးမှာရုပ်ကျင်အလင်းစင်သူတစ်ဖြစ်အဝေးမှလမ်းမြေုံနှင့်ပင်တားဖများဖြစ်သည်ကိုသိနိုင်ပါတယ်။မျိုးစုံတနေ့ရောက်တွင်အဖေဖြစ်သူကခြေလမ်းကိုရက်တက်လိုက်ပါတော့တယ်။ထို့နောက်ခေါင်းကိုကုတ်လိုက်ပါတော့တယ်။ဒီလမ်းကိုရက်လာဖေရ။ဒီလမ်းလို့တော့ပြောတာပါ။ဟိုးစီကလူတယောက်ကိုမေးစမ်းကြည့်အောင်ပဲ။အဖေဖြစ်သူကနောက်တစ်ခါကိုဆွဲလာတဲ့လူဟာတွေ့တဲ့အတွက်ထိုးလူနီးတို့ပြေးသွားလိုက်ပြီ။တောင်ကြီးကိုမေးဆက်စီလို့ပါ။ဆေးရမင်္ဂလာကျောင်းတိုင်းကိုဖေးလန်းကသွားရမလဲဆိုတာနောင်ကြီးတီတစ်ချက်ကြွပြပါ။နော်ဆဲလာဒီလူကပြဲမောင်ကျုပ်လိုက်ကတစ်ချက်စဉ်းစားနေပါတော့တယ်။နောက်မှလည်းဆေးရမင်္ဂလာကျောင်းတိုင်းကိုခတ်တူတူကလေးရွတ်နေပါတော့တယ်။ထိုလူရဲ့အပြုံကိုကြည့်ပြီးအဖေဖေသူ့မှာလမ်းမလာပြီလားကိုတနေ့ရောက်ဝင်လာပါတော့တယ်။အတန်းကြောင်စဉ်းစားပြီးတော့မှအော်ဟုတ်ပြီ။နောက်ကြီးပြောတဲ့ဆေးရမင်္ဂလာကျောင်းဆိုတာကျင်းနီကျောင်းကိုပြောတာထင်တယ်။ဘလို့ဗျကျင်းနီကျောင်းလေလား။ဟုတ်တယ်တော့ကြီးကျောင်းရဲ့အမည်ကတော့ဇေယျမင်္ဂလာကျောင်းဆိုပေမဲ့အဲ့ဒီကျောင်းကကျင်းနီထွက်တဲ့ချောင်းကလေးအနီးနားမှာရှိတော့ရွာကန်တွေကကျင်းနီကျောင်းလို့ခေါ်ကြတဲ့တော့ရေးရဒါဖြင့်ကျုပ်တို့သားဖားကိုလမ်းညွှန်စမ်းပါဦးဗျာထူလူကတနေ့ရသူလက်ညွှန်ပြလိုက်ကဟောဟိုကစိတ်ညွညွနဲ့တောအုပ်ကလေးဟာတောင်ကြီးပြောတယ်ဇေယျမင်္ဂလာကျောင်းပေါ်တော်ကြီးရဲ့အဖေဖြစ်သူမှာလမ်းညွှန်သူကိုကျေးဇူးတင်စကားဆိုပြီးသားဖားနဲ့အောင်ခက်တွယ်လမ်းလျှောက်လာခဲ့ကြပါတယ်။ဂျင်းဒီကျော်မှာတောင်တွင်းကြီးမြို့၏မြောက်ဘက်မြို့စွန်နေရာတွင်တည်ရှိပြီးတောင်ကုန်းကလေးတစ်ခု၏အခြေတွင်ရှိကတိပင်ကြီးများထူထူထဲထဲပေါင်းရောက်နေသည်မို့စိတ်လန်း၍အရေးအဝါသာကောင်းလာပါတယ်။ကျောင်းဝင်းအတွင်းရောက်သည့်အခါမှာခြေတံရှိသားဆောင်ကြီးများကိုမြင်တွေ့ရပါတော့တယ်။ကျောင်းကြီးတစ်ခုလုံးကိုရေးရန်တုတ်လာတဲ့ပြင်မဲနဲ့နေပါတော့တယ်။ကျောင်းမောင်တက်တော်ဒီကဦးစင်းကြီးတစ်ပါးကိုတွေ့လိုက်ရပါတယ်။ဦးစင်းကြီးမှာအသက်60ခန့်ရှိမိကိုထင်ရပါတယ်။ကျောင်းတွေတော့ကျောင်းသားကလေးများစာရန်နေကြသည်ကိုတွေ့ရပါတယ်။ဦးစင်းကြီးအရှိတွင်တာဝန်နဲ့ရောက်ဒူးတုတ်ထိုင်ကြလိုက်ကဦးစင်းကြီးကိုဟိုးဖြေလိုက်ပါတယ်။တကားကြီးကဘဒူတော်ကွတင်ပါဗျာ။တပည့်တော်ကဒုံးနိုင်ကုန်းကဘိုးမြတ်ဆန်ညိုပါဗျာ။ဟောတာကတပည့်တော်ရဲ့သားအလက်မောင်ဘိုးအောင်ပါတပည့်တော်တို့ကကျောင်းလက်ဆရာနဲ့တွေ့ကြလို့လာခဲ့တယ်ပါဖေဟာဦးစင်းကကျောင်းလက်ဆရာတော်ပါပဲတခါကြီးတို့ဒီကိုလာတာဘာအကြောင်းကြောင့်ပါလဲဘုံမြတ်ဆန်ညိုကလက်အုပ်ချလိုက်ကတပည့်တော်ကလက်ပတ်ရှည်ရွာဇာတိပါဖေဟာတပည့်တော်တို့မှာသားသမီးများများများလွန်တာကတချောင်းစီဝါရေးကျက်တဲ့လွန်တာကတချောင်းတောင်းရင်းကြီးကိုရွှေ့ပြောင်းလာကြတာပါဖေဟာအခုတကုန်းတိုင်းကုန်းမှာဟင်းဒီရွက်ဆိုင်ပြပြီးအသက်မွေးနေထိုင်ပါတယ်ဖေဟာတပည့်တော်တို့မှာဆေးရလုံးလာကြဟော်ဒီတာဘောင်းကိုပညာမတင်ပေးနိုင်မဆုံးမနိုင်မသွန်သင်နိုင်ဖြစ်နေပါတယ်ဖေဟာအဲဒါကြောင့်အစီဖေဟာတို့ကြောင့်ပါသားလေးမအောင်ကိုအတန်ထားခြင်းပါတယ်ဖေဟာဦးစင်းကြီးကတာဖတ်တော်ကိုကြည့်လိုက်တဲ့အခါဝက်စားထားသည့်ဝက်စားများမှာဆုပ်ပြက်နှွန်ချလာသည်ကိုတွေ့လိုက်ရပါတယ်ကောင်းပါပြီတရားကြီးဦးစင်းမောင်ကိုလက်ကပါမယ်ကျေးဇူးကြည်ပါတယ်ရှင်ဗျာမောင်ကိုဒါလည်းပဲအရင်တည်းလို့ရန်နဲ့ဆုံးမနိုင်ပါတယ်ဗျာတပည့်တော်အစီဗျာကိုအပ်ပါတယ်စိတ်ချပါတကားကြီးဦးစင်းကမောင်ကိုစားလဲတင်ပေးမယ်လောကနေဒီကြံတွေလည်းတင်ပေးမယ်မလိမ္မာရာစီးရင်လည်းတွင်တင်ဆုံးမပေးမယ်တကားကြီးပါမစိတ်မပူနဲ့တော့ဟုတ်ပြီလားဘုံမဲဆက်ညိုကမောင်ကိုကြည့်လိုက်ရင်လူလေးမင်းဒီတွေကစားပြီးဦးစင်းကြီးနဲ့ဆရာတော်ဒီပြောသမျှစကားကိုနားထောင်ရမယ်နော်ဦးစင်းကြီးတို့ခိုင်းသမျှ
မညူမဆူလှုပ်ပေးကင်ပြီးကွဟုတ်ပြီလားဟုတ်ကဲ့ပါဖေဦးစိတ်ကြီးကအကြောင်းတနေရာသူကြည့်လိုက်ကဟဲ့မော်ပညာဒီကိုခဏလာခဲ့ပါအောင်ကွထိုကကျောင်းနောက်ဘက်အခန်းတွင်မှဦးစိတ်တစ်ပါးပြေးထွက်လာပါတယ်တင်ပါဗျာဟောဒီကမဘိုးအောင်ကိုကျောင်းသားအဖြစ်လက်ခံလိုက်ပြီးကွသူကိုနေဖို့နဲ့ကိုပြင်ဆင်ပေးလိုက်စမ်းပါတင်ပါဗျာဦးစင်ပညာသားမိကမောင်ဘိုးအောင်လည်းကိုဆွဲကကျောင်းတော်သူခေါ်တော်ရင်ပြင်ပါတယ်တစ်ချိန်တည်းမှာပဲအဖေဖြစ်သူဘုံမြတ်ဆက်ညိုလဲဆရာတော်ကိုဝတ်ဖြစ်ကကျောင်းပေါ်မှာပြန်ဆင်းရင်ပြင်ဆင်နေပါတော့တယ်မောင်ဘိုးအောင်မှာအဖေဖြစ်သူကိုတစ်ချက်ကြည့်ပြီးပြင်းရည်များဖျက်ဖျက်ကြလာပါတယ်ဘုံမြတ်ဆက်ညိုကလည်းတားဖြစ်သူကိုဘုန်းကြီးကျောင်းတွင်ထားခဲ့ရသည်မို့စိတ်ထဲတင်မကောင်းလားသို့တော်လည်းမိမိမေးရကြလျင်တားဖြစ်သူပုံမစိတ်ထိခိုက်မိဆိုတဲ့ဖြင့်ကျောင်းပေါ်မှာပြေးဆင်းလာခဲ့ပါတယ်။ဘမိုးကလည်းငိုရွလျက်ကျောင်းပေါ်မှာပြေးဆင်းလိုက်ခဲ့ပါတယ်။ဘုံမြတ်ဆန်ညုံမှာအနောက်သို့ပင်လက်မကြည့်တော့ပဲကျောင်းဝင်းတွင်မှာတချို့တဲ့ပြေးထွက်သွားပါတော့တယ်။ဘမိုးကမှအဖေဖြစ်သူအနောက်ကိုပြေးလိုက်တော့လဲကျောင်းပေါ်မှာဆင်းသွင်းခလုတ်တိုက်ကမောက်လက်သာလဲကျသွားပါတယ်။ငယ်ငယ်နုနယ်သေးသေးအချိန်မို့မိဘများနဲ့ခွင့်ရမျိုးကိုတွေ့မိရေးခါမဘိုးတရားအလိုစိတ်မကောင်းဖြစ်နေရပါတယ်။ထို့ကြောင့်လေကြသည့်နေရာမှာပင်ချုံပွဲချငိုယူနေမိပါတယ်။ဦးစင်ပြောပါလေမဘိုးကိုကြည့်ကတက်ပြင်းပြိုင်သူချကြလိုက်ပါတယ်။မဘိုးကိုငိုယူနေပြီးအတန်ကြာတိခါအနီးတို့ကျောင်းသားတယောက်ရောက်လာလေပါတယ်။ဘောင်ကျောင်းသားမှာမဘိုးရေပခုံးကိုပုတ်လိုက်ကငုံမဒီပါနဲ့တော့ကိုရင်အဆောက်ပါတော့တို့တွေလည်းဒီလိုခံစားရတာပါပဲ။ကြာရင်တော့နေသားကြတော့မှာပါကွာ။ဘောင်ကျောင်းသားကမဘိုးကိုဆွဲထုတ်လိုက်ပါတယ်။ဒီเจ้าကြီးကပျော်ဖို့တိတ်ခေါ်တာကွာ။သူဆိုချောင်းမရဲ့အိမ်တော်မပြည့်ချင်တော့ဘူး။လာစမ်းပါ။ကိုရင်လည်းရုပ်ကြပဲ။ရုပ်ကြဆိုတာမြင်းရည်လည်းမကြရဘူးကိုရင်က။ဘောင်ကျောင်းသားနေ့သိတဲ့အခါမှာမဘိုးတရားစိတ်နေငယ်သက်သာသွားပါတော့တယ်။ကျောင်းဘက်မှာဘောင်ကျောင်းသားကလေးများမှာမမိုးငေးမောကြည့်ရှုနေကြပါတယ်။ငါတမဲမျက်ကြည့်လို့ခေါ်တယ်ကိုရင်ကဒါနဲ့ကိုရင်တမဲကရောကျုံးနမိတ်ကဘိုးအောင်ပါဒါပေမဲ့လူတော်များများကတော့မောင်အောင်လို့ပဲခေါ်ကြတယ်လာပါမောင်အောင်ရမင်းမင်းကြီးတွေတောက်လိုက်စမ်းပါမင်းကိုတို့ကြောင်ကဆရာတော်တွေချောင်းသားတွေနဲ့မိတ်ဆက်ပေးမယ်ဟုတ်ပြီလားဘောင်မြကြီးမှာဘောင်ဘိုးအောင်ဆွဲခေါ်တော်လေးပါတော့တယ်ချောင်းတွေချောင်းတဲ့ဆရာတော်တစ်ပါးရှိပြီးအများစုကဦးစင်ကြီးဟုသာခေါ်ကြပါတယ်ချောင်းတဲ့ဆရာတော်အောက်တွင်တပည့်တော်ကဦးစင်သုံးပါရှိပါတယ်ဝါဝါဖဖိုင်အရဲပပုနဲ့ကိုတော်မှာဦးလက္ခဏာကိုအမိရပါတယ်ပပိပပအရဲစီရှင်နဲ့အမြဲပြုံးနေတဲ့ဒီဆရာတော်မှာဦးပညာသားမိဖြစ်ပါတယ်မျက်နှာတွင်ကြောက်ပေါက်မှများဗရဝါရှိသည့်ဦးစင်မှာဦးအာစီတာဖြစ်ပါတယ်တို့ကြောင့်ပါကျောင်းတဲ့ဦးစင်ကြီးကတဘောကောင်းတယ်ဦးလက္ခဏာကတော့လောဘကြီးတယ်စေးကုတ်တယ်မောင်ရဦးပညာသားမိကတော့ဖြင့်ပညာဆိုတဲ့အတိုင်းဒီเจ้าမှာစာပေကျမ်းကအတက်ဆုံးပို့ဖို့ပဲငယ်ကစာဝါလိုက်ဘူးတယ်ပြောတယ်ဦးစင်းတိန်ကလှုပ်ဝဲတိတ်တူတယ်တို့ကြောင့်သားတွေနဲ့အလှင်တကင်းတိတ်မနေဘူးမောင်ရဦးစင်းတိန်ဆိုတာဘယ်သူလဲမောင်ပြစ်ကြီးရဲ့ဦးအားရှိတာကိုပြောတာပါမောင်ကဲလားကျောင်းသားတွေနဲ့မိတ်ဆက်ပေးမယ်ကျောင်းတို့ဝဲလိုက်ရဲ့အခါမောင်ကျောင်းသားများကဘောင်ကိုအေးကြည့်နေပါတယ်မောင်ကျောင်းသားစေဦးခဲ့တာရှိပါတယ်။ဘောင်ကျော်တဲ့ဆိုတော့လည်းအရွယ်မကြီးကြပဲ။ဘောင်ကျော်သားအုပ်စုထဲအတွင်းထော်တော်ရကြိုင်ရှိလာသည့်ကျောင်းသားကိုဘောင်မြက်ကြီးကလက်ညှိုးထိုးလိုက်ပြီးဟောထော်တော်ရကြိုင်တွေကတော့ငထွားခေါ်တယ်။ဒီဘက်ကပိပိဆွဆုံတွေကတော့ပေတူပေါ့။ဟောကမျက်လူတစ်ဖက်ပြက်နေတဲ့ဟောကမျက်လူတစ်ဖက်ပြက်နေတာကတော့မောင်ကန်အရေးပူမှုတဲ့ကောင်ကမောင်ပူတဲ့ကွာဟာတပည့်တွေကလူပုံစံတွေနဲ့တထက်တယ်ပါလားဒါဆိုဟောကအရက်ရှိရှိနဲ့ကြာတော့ဘောရှိလို့များခေါ်လိမ့်မလားဒီဘေးကဝဝတုတ်တုတ်ဖိုးဝါရုံလို့လူကဘောဝါပေါ့မောင်ပြောသည့်အခါအခြားကျောင်းသားများကရီမောကြပါတယ်ဘောပြကြီးကခေါင်းခလိုက်ကမဟုတ်ဘူးမောင်ရရှေရှေလဲလဲဂလန်ဂလာလူကြတော့လမ်းပါတယ်ကွာဟောကအစီပိတ်ရွာနေတဲ့လူကိုကြတော့ဝကြည့်လို့ခေါ်တယ်ကွာထိုချိန်မောင်ထွက်အမိရာကျောင်းသားမှာမ
မောင်ဘိုးအဒီတို့လမ်းလျှောက်လာခဲ့ပါတယ်ကတော့မှာအသက်ဆက်လီနှစ်ခန့်စီပုံရပြီးထားချိုင်းတက်မှာကအနေထိုင်ကျန်နေပါတယ်သူထက်အားနေတဲ့မောင်ကျော်သားများကိုဗလာအုပ်လို့ဖြစ်ဘူလုံးအုပ်ချုပ်နေသူလည်းဖြစ်ပါတယ်ကတော့ကမောင်ဘိုးကရှေ့တွင်ခါတော့ကမတ်တရရက်လိုက်ပါတယ်မောင်မြင့်ကြီးကဟောတာကတော့ထူးကြောင်ကိုရောက်လာတဲ့ကျောင်းသားအစ်ပါသူ့နာမည်ကတော့မောင်ဘိုးအောင်တဲ့ဖော်အောင်တွေဘွားအောင်တွေကမသိဘူးဒီကျောင်းရောက်ရင်နာမည်အစ်ပြရတာထုံးစံပဲမဟုတ်လားကတော့ကမောင်ဘိုးကိုတိကျကျစူးစိုက်ကြည့်တယ်ဟဲ့ကောင်မင်းလည်းတွေပြစမ်းမောင်ဘိုးကလက်တစ်ပတ်ကိုရှေ့ထုတ်ပြလိုက်ပါတယ်မောင်ဘိုးကအနီးစင်းရလာတဲ့ဖြစ်ခြေလက်ပြတဲ့ဝဲဆိုဝဲချောင်းများကဗရပွားနေဖြစ်နေပါတယ်ကတော့ကဝဲပြောက်ကိုကြည့်တာရွှေရှာနေတဲ့ပုံစံဖြစ်တော့လုပ်ပြသေးပါတယ်မင်းလည်းမဝဲတဲ့ယူဆကြီးွားဒါကြောင့်ဘေးကတို့ဒီနေ့ကစပြီးမောင်ဝဲလို့ခေါ်မယ်မောင်ဝဲကိုအခေါ်ခံရတဲ့ဖြစ်မောင်ဘိုးအောင်မှာပချင်တယ်ပဲထို့ဖြစ်ကိုကတော့ကလည်းရိပ်မိတယ်ဟဲ့ဝဲသူမင်းကဝဲတွေပေါက်နေလို့မောင်ဝဲခေါ်တာမကြိုက်ဘူးလားကွာမောင်ဘိုးအောင်မှာပိကကကြည့်နေတဲ့ဖြစ်ကတော့ကအင်ကြီးလောက်ပေါ်ပြကိုဆွဲတဲ့ကဗလာပြကိုထုတ်ပြလိုက်တယ်အောင်ပဲမင်းကငါ့ကိုပြပိကကကြည့်တယ်ပေါ့မင်းကငါ့ကြောင့်မသိသေးဘူးထင်တယ်ကြောင်းမကပဲတည်တော့အောင်ဘေးကိုတော့လက်တီစာကျွေးမှဖြစ်မယ်မောင်မြင့်ကြီးကချားမဝင်လိုက်ကတော့ရဒီလိုမလုပ်စမ်းပါနဲ့ဖဲစမ်းမကြီးဘေးမဖေးမင်းကထုံးမယ်ကွာကတော့ပါဘောင်ဘိုးကအမေမျိုးချိန်ကြောက်တော့လဲဘောင်ဘိုးကမကြောက်သေးဖြစ်ခါတော့ရဲ့အရှိတူတူလာပါတယ်မင်းကလူကုန်ကြီးတိုင်းမင်းကကြောက်အောင်မလားငါထားရငါထားမှာဒေါသလူထွက်သွားပြီးလက်တီကိုကျင်းနေအောင်ဆွလိုက်ပါတယ်မောင်ဘိုးကဆူရဲဒီမျက်လုံးပဲဖြစ်ငါထားကိုမမိတ်မတုံဆွဲကြည့်နေပါတော့တယ်ငါထားမှာလက်တီလက်မောင်တန်ကမောင်ဘိုးကိုထိုးနေရဟန်ပြလိုက်စမှာပဲလက်တီမှာချောင်းဘက်မှာစစ်နိုင်ကြီးနဲ့ခွက်ကနေထိသွားပါတယ်ငါထားမှာလက်တီကိုပွေနာကျစားဖြစ်အော်ဟဲ့ညင်ညူနေပါတယ်တို့ဖြစ်ကိုကြည့်တော့မောင်ဘိုးအောင်မှာရီမောမိတယ်အခြားကြောင့်သားများကလည်းရီမောကုန်ကြပါတယ်ငါထားမှာမောင်ဘိုးအောင်မချင်တယ်ပဲထိုစဉ်ဦးစင်းပြရတာပင်တရားဗီဒီယိုတစ်ထုပ်ကိုယူအားချောင်းဆင်းလာတဲ့ဖြစ်ရေခင်ကဆူညက်ပွားလောင်ရနေသည့်မောင်ကျော်သားများမှာမိကိုရင်နဲ့ဖြတ်လိုက်တဲ့ချက်ချင်းညင်ကြသွားပါတယ်မောင်ကျော်သားများမှာသူ့နေရာနဲ့သူထိုင်လိုက်ကြပါတယ်မောင်မြင့်ကြီးနဘေးတွေမောင်ဘိုးအောင်ကထိုင်ရပါတယ်ဥပ္ပယတာမီကစာမတင်စာပြန်တွေ့ရမယ်အရင်ကတည်ထားတာတွေအာကုန်ယူကြစမ်းမောင်ကျော်သားများမှာချောင်းသားများကိုတက်ပြရွတ်ဆိုကြပါတယ်မောင်ဘိုးအောင်ကတော့ထူစာများကိုမတင်ဘူးတစ်ဖြစ်ဟိုကြည့်နေမိတယ်တက်ပြရွတ်ဆိုပြီးတော့အခါဥပ္ပယတာမီကချောင်းသားများကိုစာပေလေးကပြတင်ကြပေးပါတယ်မောင်ဘိုးအောင်မှာတင်ကလေးများကိုလက်မပြီးတစ်ဖြစ်အစိမ့်တသက်ဖြစ်နေပါတယ်ဥပ္ပယတာမီကဘောင်ဘိုးအောင်ဒီတို့ကလာကမောဘေးကတော့ဘာမှမသိဘူးဆိုတော့တို့တွေဘယ်လိုတင်ကြလဲဆိုတာအရင်လေးလာအောင်ပေါ့ကွာစွန်စားပြီးညနေပိုင်းချိန်ကြရင်မင်းမသိလိုက်ရတဲ့တင်ကလေးစားတွေကိုပြန်သိပေးမယ်ဘာမှအားမငယ်နဲ့ဟုတ်ပြီလားမဘိုးအောင်မှာခေါင်းချင်းလိုက်ရပါတယ်မကြမီစိုးစားချိန်တို့ရောက်လာခဲ့ပါတယ်မောင်ကျော်သားများမှာဆရာတော်များစိုးဖို့ဝေးတဲ့အချိန်တပေမှာဝိုင်းဝန်းကူညီပေးရပါတယ်လက်စီရေကန်ဒီအခါခံရသည်ရဲတော်ခမေတူကခပ်ပေးရပါတယ်ဦးစီးပြစိုးဖို့ဝေး၍ချက်ဒီဆိုတဲ့ဆိုရင်ပြကိုမောင်ကျော်သားများကပြဝေကစားတော့ရပါတယ်ရဲရများမှာထူတဲ့ဒီဆိုများမှာမောင်ကျော်သားများပြင်လောင်းလောကစားတော့နိုင်ပါတယ်မဘိုးကဆေးရတဲ့ဖြစ်အိမ်တွေထမင်းတစ်ပတ်အောင်အနက်လိုက်စားရတော့လဲဘုံကြောင်ရောက်ဒီခါတလိထမင်းကိုဟေးမောင်းနေစားရသည်မို့အိမ်မှာထက်စားလင်းပုံမို့ဝါဝါလေးလေးစားတော့ရတဲ့အတွက်ထိုးရွှင်နေမိပါတယ်ထမင်းစားတဲ့ဝီဒီအချိန်တွေအားလက်တော်ပြီးဖြစ်ပါတယ်ဦးစေးကြီးပါလဲဒီလေကြီးကျိတ်ဆက်ရအတွက်ဖြစ်စနေပါတယ်မောင်ကျော်သားများမှာကြောက်စိမီကွက်လက်တဲ့ဆော့ကစားနေကြပါတယ်မောင်ဘိုးအနေနဲ့ဥပ္ပယတာမီမှာကျောင်းတွေနှုတ်ဦးတဲ့ကြံခဲ့ပါတယ်ကဲမောင်ဘေးကိုဦးစေးကပြီးတရားတွေကိုပြတ်သိပေးမယ်တခြားမောင်ကျော်သားတွေကတော့ထက်တော်လေးခီးပေါင်းနေပြီးကွသူတို့ကိုပြီးအောင်ဆိုရင်တရင်တစ်ပတ်ကြားလိုက်မယ်ထင်တယ်တပည့်တော်နောက်ကောက်ကြံနေချင်ပါဦးဖေဟာတပည့်တော်ကိုမြင်များတာတင်ပါတပည့်တော်လိုက်နိုင်ပါတယ်ဥပ္ပယတာပြီးပါစားလုံးပြောင်းကိုတင်မုံကြီးတွေရေးပြရွတ်ဆိုပါတယ်
မောင်ဘွားမှာတေးတာတင်မုံငယ်ကလေးပေါ်တွင်မြေပြူဖြင့်လိုင်းလည်ရေမဲ့ရွှတ်နေရပါတယ်မောင်ဘွားမှာရေကောသူဖြစ်လျာဥပိယတာမီတရားပြပြပပတည်စရာမလိုအပ်ပေတင်ပြီးတပြားကိုလည်းမောင်ဘွားမှာတခေါက်တခေါက်ရေရုံဖြင့်မှတ်မိပါတယ်ထို့ပြမကတည်းမောင်ဘွားမှာအရေးပြလျင်အကောင်မြင့်ဒီအတွက်တင်ခန်းစားတဘောတရားကိုပြောပြရုံပြဖြင့်ကျန်သည့်တင်ခန်းစားများကိုရှင်းပွားတွေ့တော့တတ်ပါတယ်ညနေဆောင်ကြီးကဥပိယတာမီပင်ကြောင်ကြပင်မနေပြီဖြစ်ပါတယ်မောင်ဘွားမှာစားတည်ယူနေရသည်ကိုပင်ထုတ်ရှင်းနေမိပါတယ်ဥပိယတာမီမှာမောင်ဘွားပေစာတော့များပေးခဲ့ကကျောင်းပေါ်သို့တက်သွားပါတယ်အခြားကျောင်းသားများစောကစားနေတော့လဲမောင်ဘွားမှာကျောင်းတွင်ထိုင်ကစာရေးစာဖတ်ခြင်းရွှေဆိုခြင်းပြုလုပ်နေပါတော့တယ်စောရင်မှာရေသက်တော့ဒီမောင်မြတ်ကြီးပင်မောင်ဘွားကိုငေးကြည့်နေမိပါတယ်တရားဒီခါမောင်ရသားများမှာဖျားဝတ်တက်ရပါတယ်ဖျားဝတ်တက်ပြီးစီဒီခါကျောင်းတော်ဝက်ရှိကျောင်းဆောင်တစ်ခုတွင်တွားရောက်အိပ်ဆက်ရပါတယ်သို့တော်လည်းမောင်ဘွားကမပြန်သေးပဲဖျားကျောင်းဆောင်အနီးတွင်စားပြီးဖတ်စုနေပါတော့တယ်ဘုံရင်ကျောင်းတစ်ခွင်တွင်မိမရှိပဲဖျားကျောင်းဆောင်တွေသာစီမီပြပူဇော်ထားတဲ့ပြည့်လေးကျနေတော့ကြောင်းဖြစ်ပါတယ်ကျောင်းတော်ဦးစီးကြီးမှာဖျားကျောင်းဆောင်အစီတွင်စာရေးနေသည့်မောင်ဘွားကိုကြီးကအံ့ဩသွားပါတယ်ဒီဘက်မှာစာလေးလာတာကလည်းလေးလာတာပေါ့ကွယ်စီဗီလေးယောက်ကမိန်လို့တယ်ကြာရင်အမောင်မျက်စိမွဲပါပေါ့ရပါတယ်စီဗီယာတပည့်တော့မြင်ရပါတယ်ဦးစင်းကြီးမှာဘောဘောအနေနဲ့ထားတဲ့ကတိတ်ပါအသက်ပြကြကိုရှာပြီးတင်ကြနေကြတဲ့သူဟာဖြည်းဖြည်းတင်ကြရ၏လောကနေကြမှာဖော်ပြထားတဲ့မောင်ရဲ့တင်ယူခြင်းစိတ်ပြပြတာကောင်းတဲ့ရပါပဲမောင်သူပဲပဲရုပ်ခဏကြီးကိုဒါအပင်မအောင်ခိုင်းစီလိုက်လို့ဖြစ်မလဲ။ဘာကြောင့်များဒီလောက်တော့အပတ်တကူကြိုးစားနေရတာလဲ။တပည့်တော့အခြားကျောင်းသားတွေနဲ့တည်းသူပြည့်ရတည်ကြလို့ပါဗျာ။ဒီနေ့တော့ရောက်ပါဘောကွ။စိတ်စီစီထားစပါ။တင်ပါဖေဟာ။တပည့်တော့အခြားကျောင်းသားတွေနဲ့တင်ခဲစားတူရောက်ပြီဆိုရင်အစင်မရပြောသလိုပြည့်ရဖြည်းဖြည်းရှာပါမယ်။ခေါင်းမဒီဘဘောကိုကြည့်ကဦးစီးကြီးကပြုံးပြီးလေပါတယ်။ဒါတဲ့မောင်ဘေးဦးအစားတာဒါတဲ့မောင်ဘေးဦးအစားတာဖွဲ့ပေးမယ်။ဘောင်ပင်ဘေးနေ့မွေးတာလဲဆိုတာပြောစမ်းပါဦးကွ။ဒီမှာတပည့်တို့ကိုမွေးတဲ့နေ့ကလက်ပတ်ရှိရွာငလင်းလောက်တဲ့နေ့ကပါဖေ။ဟေးအဲ့ဒီနေ့ကဘေးနေ့လဲမောင်အရှိဖေနဲ့လက်ပတ်ရှိရွာငလင်းလောက်တဲ့နေ့ပါဆိုဦးစင်းကြီးမှာတဖူးကသာလောက်ဝတဲ့အခါကရိုက်မိပါတယ်။စေခေခါကပညာရေးနေပါချသည့်ခြေလက်နေသူများမှာသာသမီမွေးနေ့ကိုခုနှစ်တက္ကရာများဖြင့်မှတ်သားထားခြင်းမရှိပဲဘာကြီးပို့ထီတော်နေရောဝိုင်းကြီးကြိုးကြသည့်နေ့အဆရှိသည့်ဖြစ်တာမှတ်သားထားတတ်ကြပါတယ်။ယခုလည်းဘော်ဘိုးဟော်ကြီးမွေးနေ့ကိုထူးထူးခြားခြားမှတ်သားမထားပဲလက်ပဲရှိရွာငလင်းလုံးကြီးနေသည်ဟုဟာမှတ်သားထားပုံရပါတယ်။မွေးနေ့မွေးရမသည့်တစ်ဖြစ်ဦးစင်းကြီးမှာစားထားဖွဲ့မရပေသို့တော့မွေးပါးသည့်ရက်တွင်မြေကလေးတော်လို့ချင်မှာဖုံးဝဲကြီးပါသူတို့လောကမြေပေါ်ချီချသည့်နမိတ်မျိုးဖြစ်သည်ဖြင့်ဘောဘောအောင်ပါထူးခြားသောအဆွေစီတီလူတို့ဖြစ်ရမည်ဟုခက်မှမိလိုက်ပါတယ်ထို့ကြောင့်ဘောဘောစာဖက်နေဒီကိုမလောရှက်တော့ပဲဘောဘောအနေနဲ့ရှီမီတိုင်ကိုထပ်မံထုံမိလိုက်ကချက်တီခန်းတွင်တို့ဝင်လိုက်ပါတော့တယ်ထို့ကြောင့်မောဘောအောင်အိမ်မက်ကိုမြည်သူမှမတိလိုက်ကြပဲနနအုံမခေါ်ရန်ဦးစိတ်တွေထွက်လာသည့်အတွက်မောဘောအောင်တရားမျက်နှာပင်တင်နေပြီဖြစ်ပါတယ်ဒီခေတ်ရောက်ဒီကမောင်ကျော်သားများမှာစတဲ့ရစုဝေမိကြပြီဖြစ်ပါတယ်ဥပ္ပကြတာပြီးမှလည်းကျောင်းသားများရှေ့မောက်သို့ရောက်လာပါတယ်ခိုင်ထုံးစံတိုင်းတင်ပြီးတပြစာတွေကိုအာကုန်ဆောင်ကြတော့ထိုကမောင်ကျော်သားများမှာတင်ကလေးများကိုတိုက်မှန်ရွတ်ဆိုကြပါတယ်ထိုတဲ့တွင်မောင်ဘောလည်းပါဝင်ပါတယ်မောင်ဘောကလည်းတင်ကလေးများကိုအမှားရမရှိပဲလိုက်လည်ရွတ်ဆိုနေသည်ကိုတွေ့ရပါတယ်အခြားသားများတလားခဲ့တင်ကြထားသည့်တင်ကလေးများကိုမောင်ဘောကတင်ကြတဲ့တက်မြောက်လေးတွေကိုမြင်တွေ့ရသည့်အခါဦးစင်းပြရသားပြီးမှအလွန်အံ့ဩနေမိပါတယ်အခြားကျောင်းသားများမှာတင်ကလေးများကိုရွတ်ဆိုပြီးစီးသွားတော့လဲမောင်ဘောကဆက်လက်ရွတ်ဆိုနေပြန်တယ်ထိုကဥပ္ပယတာမီကမောင်ဘောကတမ်းပြလိုက်ရပါတယ်ဒီစက်ပါအောင်မောင်ရအဲ့ဒီတင်ကလေးတွေကသူတို့ကိုမတင်ပေးရဘူးကအားကိုလည်းတင်ခွင့်ပေးပါဦးပါဥပ္ပယတာမီကရည်စည်ကျဲနဲ့ပြောလိုက်တော့မှ
ဘာမောတရားရက်တက်လိုက်ပါတယ်ဘာမောမှာမိမိဘာသာသင်ခန်းစာများကိုလေ့လာရင်အတော်ရှေ့ရောက်နေသည်ကိုသတိထားမိသွားပါတယ်စတင်ပေသည်ဦးစီးပညာသားမျိုးကိုလည်းအားနာလာသဖြင့်ထိုသင်ခန်းစာများကိုထပ်မံတင်ယူပြန်ပါတယ်စတင်ကြပြီးဒီအခါဦးစီးပညာသားမျိုးတရားအကြောင်းပေါ်သို့အလဲတကြားနဲ့ပြီးတက်လာခဲ့ပါတယ်ဦးစီးကြီးရှိသူရောက်သည်ကဦးစီးကြီးမောင်ဟာအရင်ကစမတင်ဘူးဆိုတာမဖြစ်နိုင်ပါဘူးဖေဟာအခုသူကတခြားချောင်းသားတွေနဲ့စားတွေလိုက်မိနေတဲ့အပြင်အရှိကိုတော့နည်းနည်းကြိုးရောက်နေပါတယ်ဖေဟာမောင်သာစမတင်ဘူးဆိုရင်တော့ဒီဖြစ်ကတော်တော်ထူးခြားတဲ့ဖြစ်ပါဗျာမောင်တို့စီရတာမင်းလည်းတည်ပဲမဟုတ်လားမောင်ပညာရဲ့သူတို့တော့စမတင်ပေးနိုင်လို့ဒိုးစီလာဖို့ထားတာမဟုတ်လားဒါဆိုရင်တော့မောင်ကလေးဟာတော်တော်ထူးခြားတဲ့ကလေးတစ်ယောက်ပါဖေဟာဘောင်ကကျိုးလက်ကျူးစားတာကိုပဲဒီကလေးကစားပြရမှာအထုံးပါရမီပါတယ်ထင်တယ်ဦးစီးကြီးပြောလိုက်တာကတော့ဒီကလေးကတနေ့ထူးခြားထပြတဲ့လူတစ်ယောက်ဖြစ်လာပါကွဒီလောက်တော့မကြဲကောင်းနေပါတော့ဒီကဲစီပြီးစာဝါလာငယ်ပဲဆိုရင်ဆရာတော်ကြီးတစ်ပါးဖြစ်လာနိုင်ပါတယ်ဗျာတိတ်လေဆရာတော်မစောပါနဲ့ဟိုမော်မိညာရဲ့ခုမှတည်းရပဲစီသေးတာသူ့ကိုနည်းနည်းလေးလာကြည့်ပါဦးဦးစီးကြီးပြောတဲ့ဖြင့်ဦးပြည့်ရတာမီးကလည်းခေါင်းကျိန်လိုက်ရပါတယ်ဦးစီးကြီးရောဦးပြည့်ရတာမီးကပါဘဝတရားထူးခြားတမလာဒီကိုတတိပြုမိသွားပြီဖြစ်ပါတယ်ဘမောစာတပြီးအပိုင်းတကတော့ဒီမှာပြီးဆုံးပါပြီဗျာတော့တဲ့ဇက်လက်ကောင်းလေးများကိုတင်ဆက်ပေးအောင်မှာဖြစ်တဲ့ဖြင့်ချွဲ channel လေးကို subscribe လေးနဲ့ဘေးက note တင်ပေးတဲ့နှိပ်ခဲ့ပြီးကိုတောင်းဆိုပါရစေဗျာအားလုံးပဲအေးချမ်းသောညလေးကိုပိုင်ဆိုင်နေကြပါစေဗျာ